んこんにちは。今日はよの文法をどすをご紹介します。文法は何々よと何々よとကိုယ်တိုင်ကတခုခုလုံးမယ်လို့တွေးတဲ့အခါမှာသုံးပါတယ်။何々しようとかသုံးပါတယ်။例文をどす出しますね。少しでも運動をしようと毎日30分歩くことにした。少しでもနည်းနည်းလေးပဲဖြစ်ဖြစ်運動ကိုယ်လည်းလှုပ်ရှားအားကစား運動をしようとကိုယ်ကငါနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ်လည်းလှုပ်ရှားအားကစားလုံးမယ်ဆိုပြီးတော့နေ့တိုင်း30分歩くことにした。နေ့တိုင်း30မိနစ်လမ်းလျှောက်ဖို့လုပ်ခဲ့ပါတယ်။もう一つはできるだけ日本語を話そうとတတ်နိုင်သလားဂျပန်စကားပြောမယ်ဆိုပြီးကိုယ်တိုင်ဆုံးဖြတ်တယ်နော်။ကိုယ်တိုင်လုပ်မယ်လို့ဆုံးဖြတ်တဲ့အခါမှာ日本語を話そうとインターネットで会話の練習をしています。အင်တာနက်မှာစကားပြောလေ့ကျင့်တွေကိုလုပ်နေပါတယ်။အဲဆိုရင်できるだけ漢字を覚えようとတတ်နိုင်သလောက်ငါ漢字ကိုမှတ်မယ်။ကိုယ်တိုင်လုပ်မယ်လို့ဆုံးဖြတ်တယ်။できるだけ漢字を覚えようと毎日一生懸命練習しています。နေ့တိုင်းအတုံးကိုလိုက်練習တွေအလေးအကျင့်လုပ်နေပါတယ်ပေါ့နော်။အဲ့လိုမျိုးသုံးတဲ့အခါမှာသုံးပါတယ်။အဲဆိုရင်ဘတ်တွေကိုဘယ်လိုနဲ့တွေ့သုံးလဲ။နိုင်ရောတော့တခုခုကိုကလုံးမယ်လို့ဆုံးဖြတ်တဲ့အခါမှာဘတ်တွေကိုဘယ်လိုတွေ့သုံးလဲဆိုရင်ဂရူဝမ်ဘတ်တွေဒါတို့ပဲပါ行きますဆိုရင်行こう行きます行こう飲みます飲もうဂရူဝမ်ဘတ်တွေကအဲ့လိုပြောင်းပါတယ်ဂရူတူဘတ်တာဘဲမတ်အေးလိုင်းနဲ့ဆုံးတဲ့ဂရူကဂရူတူနော်တာဘဲမတ်ဆိုရင်တာဘဲရောနေမတ်နေရောဘတ်တလုံးနဲ့ဘတ်တွေဆိုရင်လည်းဂရူတူပဲနော်အေးလိုင်းနဲ့ဆုံးတဲ့ဘတ်ကလည်းဂရူတူတလုံးနဲ့ဘတ်ဥမာနေမတ်ဆိုရင်လည်းဂရူတူပဲအဲ့ဒါဆိုရင်လည်းနေရောပေါင်းပါမယ်ဂရူ3ဘတ်တွေကရှိမတ်နဲ့ခိမတ်ရှိရနော်ရှိမတ်ဆိုရင်ခိုရောခိမတ်ဆိုရင်ရှိမတ်ဆိုရင်ရှိရောခိမတ်ဆိုရင်ခိုရောဂရူ3ဘတ်ကတော့မှတ်ထားရမယ်နော်ရှိမတ်နဲ့ခိမတ်ရှိမတ်ဆိုရင်ရှိရောလုံးတစ်ခုလုံးမယ်လို့ခိမတ်ဆိုရင်ခိုရောလာမယ်လို့じゃあバイバイ